အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ AB အကိုတယောက်ဖြစ်တဲ့ကိုကျော်စောဟင်းအတွက်ရည်ရွယ်ပြီးတော့ဗီဒီယိုလေးတစ်ပုဒ်လုပ်ပေးထားပါတယ်အဲ့ဒီဗီဒီယိုလေးကို brother တို့လည်းကြည့်ပြီးတော့ကိုယ့်ရဲ့ interview မှာပြန်လည်အသုံးချလို့ရအောင်ကျွန်တော်တင်ပေးလိုက်ပါတယ်မျိုးနံပါတ်1 What are your duty as AB AB တယောက်အနေနဲ့တင့်ရဲ့တာဝန်ရပါလေ I assist the officer on watch keep a proper lookout steering the vessel when assigned maintain that equipment and carry out safety duty တာဝန်ကျရရှိကိုကူညီပေးမယ်ရေချောင်းကင်းကိုတေချာဆောင်ရမယ်တာဝန်ပေးလာလို့ရှိရင်တော့ကျွန်တော်တို့တမောရဲ့စီယာတိုင်းကိုကင်တွင်နိုင်ရပါမယ်ကုန်းဘက်ပေါ်ပစ္စည်းကိုထိန်းသိမ်းပြီးတော့ဘေးကင်းရေးတာဝန်တွေကိုလည်းထမ်းဆောင်ရပါမယ် What is a proper lookout ရေချောင်းကင်း proper lookout ဆိုတာဘာလဲ To maintain a continuous visual and hearing watch and report any vessel object light sound and danger to the officer on watch မျက်စိနားတောင်အဲ့ဒါတွေနဲ့အမြဲတမ်းကင်းဆောင်မယ်ကြည့်ရှုမယ်တမောတွေအရာဝတ္ထုတွေမီးရောင်တွေအတန့်တွေဒါမှမဟုတ်အန်ရတစ်ခုခုတွေ့ရှိမယ်ဆိုရင်တော့တာဝန်ကျအရာရှိကိုသတင်းပို့ခြင်းကို proper lookout လို့ခေါ်ပါတယ်မျိုးနံပါတ်3 What do you do when you are CRN ကင်တဲ့အခါဘာတွေလုပ်ရမလဲ I follow the Hellman order actually repeat the order and report when the router is steady on the required course CRN အမိန့်ကိုတိကျကျလိုက်နာပါမယ်ပြီးရင်ကျွန်တော်တို့အဲ့ဒီအမိန့်ကိုပြန်ရွတ်မယ်Hellman order ဆိုတာပြောမယ်ဆိုရင်ခေါင်းဆောင်ရဲ့အမိန့်ပေါ့နော်ခေါင်းဆောင်ရဲ့အမိန့်ကိုတိကျကျလိုက်နာမယ်အဲ့ဒီအမိန့်ကိုပြန်ပြီးတော့ရွတ်ဆိုကြည့်မယ်ပြီးရင်သူတို့ပြောထားတဲ့အတိုင်းကျွန်တော်တို့ကတက်မကိုငြိမ်သွားတဲ့အခါမှာပြန်ပြီးတော့သတင်းပို့ပေးရပါမယ်မျိုးနံပါတ်4 What will you do if you see a suspicious person at the gangway မှာမတင်ကားကြလူတယောက်တွေ့ရင်ကျွန်တော်တို့ဘာလုပ်ကြမလဲ I will stop and identify the person အဲ့လိုတားဆီးပြီးတော့မြည်သူမြည်ဝါဖြစ်ကြောင်းစစ်ဆေးမယ် inform the officer on duty and follow the security procedure တာဝန်ကျအရာရှိကိုအကြောင်းကြားပြီးတော့တွန်းမောရဲ့လုံခြုံရေးလုပ်ငန်းစဉ်တွေအတိုင်းဆောင်ရွက်ပါမယ် What will you do if you see a man overboard ရေထဲကိုလူတယောက်ကျသွားတာတွေ့ရင်ကျွန်တော်တို့ဘာလုပ်ကြမလဲ I will immediately shout man overboard throw a light buoy keep visual contact and inform the bridge man overboard လူတယောက်ရေထဲကျသွားပြီးတော့ကျွန်တော်တို့អော်ရမယ်ပြီးရင်ကျွန်တော်တို့အသက်ကယ်ဘိုးကင်း light buoy ကိုပြချပေးမယ်ရေထဲကျသွားတဲ့လူကိုမျက်စိအောက်ကအပြောင်းမခံနဲ့စောင့်ကြည့်နေနေပဲကျွန်တော်တို့ bridge ကိုဘယ်နေရာမှာလူတယောက်ရေထဲကျသွားလဲဆိုတဲ့အကြောင်းသတင်းပို့ရပါမင်းကနံပါတ်6 What is your duty during fire မီးလောင်နေတာကိုမတွေ့လို့ရှိရင်မင်းရဲ့တာဝန်ကဘာဖြစ်မလဲ I will raise the alarm report the location and follow the emergency station based on instruction from the officer အချက်ပေးခေါင်းလောက်ကိုတီးမယ်ချက်ပေးလက်ကိုနှိပ်မယ်ပေါ့မီးလောင်နေတဲ့နေရာဘယ်နေရာမှာလဲဆိုတာကိုကျွန်တော်တို့တာဝန်ကျအရာရှိကိုသတင်းပို့မယ်အရေးပေါ်စီမင်းစည်းကမ်းတွေတိုင်းကျွန်တော်တို့လိုက်နာမယ်ပြီးရင် master station ကိုကျွန်တော်တို့သွားမယ်အရာရှိတယောက်ရဲ့ညွှန်ကြားတဲ့အတိုင်းကျွန်တော်တို့တိတိကျကျလိုက်နာပါမျိုးနံပါတ်7 What is your duty during mooring operation တွမောစိုက်ကတွမောကန်ခွာလုပ်တဲ့အချိန်မှာကျွန်တော်တို့ရဲ့တာဝန်ကဘာလဲ I follow the officer instruction handle mooring line safety and stay clear of snapper zone အရာရှိရဲ့ညွှန်ကြားချက်တွေကိုလိုက်နာတယ်တွမောကျိုးတွေကိုဘေးကင်းကင်းကင်တွယ်မယ်ကျိုးပြတ်ထွက်နိုင်တဲ့နေရာ snapper zone တွေကိုအဲ့ဒါတွေကနေပြီးတော့ရှောင်ရှားနေပါမယ်မျိုးနံပါတ်8 What PPE do you use on that ကုန်းဘက်ပေါ်မှာဘယ်လို PPE တွေသုံးတယ်လဲ Safety helmet safety shoe glove cover all and suitable PPE according to the job baking safety helmet တွေ safety shoe တွေ glove တွေလက်အိတ်တွေဒါမျိုးတွေဝတ်မယ်အလုပ်ဝတ်ဆောင်ကအလုပ်ပေါ်မူတည်ပြီးတော့တင့်တော်တဲ့ PPE တွေပြောင်းလဲရမယ်ဥပမာပူတဲ့အခါဆိုရင်အပူပိုင်းအတွက်အေးတဲ့အခါဆိုရင်အေးတဲ့ PPE ဒါမျိုးတွေရှိရပါတော့မျိုးနံပါတ်9 What will you do if you do not understand an order ကျွန်တော်တို့အမိန့်တစ်ခုကိုနားမလည်လိုက်ဘူးဘာသာစကားအခက်အခဲကြောင့်ဖြစ်စေခိုင်းတဲ့ technique အခက်အခဲကြောင့်ဖြစ်စေနားမလည်လိုက်လို့ရှင်ကျွန်တော်တို့ဘာလုပ်ကြမလဲ I will ask the officer to repeat and clarify the order I will never guess အရာရှိကိုထပ်ပြောပြမယ်ဒါမှမဟုတ်ရင်ရှင်းပြပေးဖို့အတွက်တောင်းဆိုပါမယ်ဘယ်တော့မှကျွန်တော်တို့ကမသိတာကိုရမ်းပြီးတော့မလုပ်ရပါဘူးမျိုးနံပါတ်10 What do you know about cold rush နဲ့ပတ်သက်ပြီးတော့ဗာသိတယ် cold rush provide the rule of prevent collision at sea cold rush ဆိုတာကပင်လယ်ပြင်မှာသမောတွေတိုက်မိတာမျိုးမဖြစ်အောင်ကာကွယ်ပေးတဲ့စီးမင်းပဲဖြစ်ပါတယ် Why the port and starboard နဲ့ port ကိုသိပါသလား port is the light side and starboard is right side when face forward တမောကိုမျက်နှာမူထားတဲ့အချိန်မှာ port ဆိုတာဘယ်ဘက်ချမ်းဖြစ်ပြီးတော့ starboard ဆိုတာညာဘက်ချမ်းဖြစ်ပါတယ် What is the difference between anchor watch and gangway watch ကြောက်ချကင်းဆောင်တာနဲ့ gangway ကင်းဆောင်တာနဲ့ဘာကွာခြားတယ်လဲ Anchor watch monitor the vessel position anchor condition and surrounding traffic gangway watch control access to the vessel and maintain security Anchor watch ကတွမောရဲ့ဒီနေရာကြောက်စုရဲ့အခြေအနေပတ်ဝန်းကျင်ရေချောင်းသွားလာမှုတွေကိုစောင့်ကြည့်ခြင်းဖြစ်ပါတယ်။ Gangway watch ကတော့တွမောပေါ်ဝင်ထွက်သွားလာမှုတွေကိုထိန်းချုပ်ပြီးတော့လုံခြုံရေးကိုစောင့်ရှောက်တာဖြစ်ပါတယ်။မျိုးနံပါတ်73
What will you do if an alarm sound အချက်ပေးတဲ့ alarm မြည်လာတဲ့အတန်ကြာရင်ဘာလုပ်ကြမလဲ I will identify the alarm အချက်ပေးတယ်လဲဆိုတာကျွန်တော်တို့ခွဲခြားရပါမယ် Report to my assigned emergency station ကိုတောင်းကြတဲ့ရေးပေါ်စုရက်ကိုတွားမယ် and follow the emergency procedure အရေးပေါ်လုပ်ငန်းစဉ်အတိုင်းလိုက်နာရပါမယ် What is the most important thing when working on that ကုန်းဘက်ပေါ်မှာအလုပ်လုပ်တဲ့အချိန်အရေးကြီးဆုံးကဘာလဲ Safety is the first important safety ကအရေးကြီးဆုံးဖြစ်ပါတယ် I follow procedure လုပ်ငန်းစဉ်တွေကိုကျွန်တော်လိုက်နာတယ် use proper PPE and never take unnecessary risk တင်တော်တဲ့ PPE ကိုဝတ်ဆင်ပြီးတော့မလိုလားတဲ့အန္တရာယ်တွေကိုကျွန်တော်လုံးဝမယူပါဘူးမင်းနံပါတ်15 Why should we hiring you ABA အများကြီးရှိရတဲ့မှာမင်းကိုဘာဖြစ်လို့ငါတို့ကအလုပ်ခန့်တင်တာလဲဒီမေးခွန်းလေးကိုဖြေရပါ I'm a hardworking, disciplined and safety conscious, willing to learn and I can follow order and work well with the crew ကျွန်တော်အလုပ်ကြိုးစားတယ်စီကံရှိတယ် breaking ရဲ့အတိလည်းရှိပြီးတော့တင်ရင်စိတ်ရှိတဲ့အပြင်မှာအမိန့်တွေကိုနာခံပြီးအခြားသမောသားတွေနဲ့လည်းအဆင်ပြေအောင်အလုပ်လုပ်နိုင်လို့ဖြစ်ပါတယ် Okay ကျွန်တော်တို့က Gunway West ကြောင်းကိုတချို့တွေကနည်းနည်းရှည်ရှည်လေးကုန်ပြီးမေးရပါတော့ My duty Gunway West ကြောင်းကိုပြောမယ်ဆိုရင် is the control and monitor people entering and leaving the vessel check their identification maintain security and report any suspicious activity to the officer on that စကန်မှာ gunway ကင်းဆောင်တဲ့အချိန်မှာကျွန်တော်တို့ရဲ့တာဝန်ကသုံးဖို့အတက်ဆင်းလုပ်တဲ့လူတွေကိုစစ်ဆေးမယ်သူတို့ရဲ့မှတ်ပုံနဲ့ ID တွေကိုစစ်ဆေးမယ်လုံခြုံရေးကိုထိန်းသိမ်းပြီးတော့မတင်ကားကြတစ်ခုတွေ့လို့ရှိရင်တာဝန်ကျအရာရှိကိုတင်ပို့ဖို့ပဲဖြစ်ပါတယ် Okay ဒီနေ့ပြပြပေးတဲ့မိကုံးလေးတွေကကျွန်တော်တို့တမတ်တက်နဲ့ AB ညီကိုတွေအတွက်အဆင်ပြေစေဖို့မျှော်လင့်ပါတယ်ကိုကျော်စောဟင်းကိုလည်းအင်တာဗျူးအောင်မြင်စေဖို့ဆုတောင်းပေးပါတယ် Fighting မှာဗီဒီယိုလေးကတော့ဒီလောက်ပါပဲ